သတင်းကျွတ်လိုက်ပြီးနေဟာနေထူးနေမြတ်လို့ဆိုရမှာပါဘာဖြစ်လို့တော့ဆိုတော့မြတ်စွာဘုရားဟာဖျားဖြစ်ပြီးတဲ့နောက်9ဝါမြောက်အချိန်ပိုင်းမှာတာဝရိန္ဒနတ်ပြည်ကိုတက်ပြီးတော့လေးနဲ့ခက်ခဲပြီးအလွန်တရာရှည်လျားတဲ့အဘိဓမ္မာတရားရက်90ကြာအောင်ဟောပြောပြီးလူပြည်လူလောကကိုပြန်လီကြွချီလာတဲ့နေ့ဟာလည်းပဲသတင်းကျွတ်လာပြီးနေ့ပဲဖြစ်ပါတယ်ပါဠိစာပေမှာဒေဝရောဟဏနတ်ပြည်ကဆင်းသက်လာတဲ့နေ့9ဝါမြောက်တာဝရိန္ဒနတ်ပြည်ပင်လယ်ကတိပင်ကြီးအောက်မှာခင်းထားတဲ့ဣဆက်ညညောတဲ့တရားမင်းကြီးထိုင်တဲ့ပန္တုကဗလာကြောက်ဖြာကြီးရဲ့ကြောက်နေရမှာမြတ်စွာဘုရားသခင်ကိုရောမြတ်ဟာရက်90ကြာအောင်သတင်းသုံးနေထိုင်ပြီးတော့အဘိဓမ္မာတရားရှည်လျားစွာဟောကြားတယ်လူပြည်မှာဟောလို့ရှိရင်လူသားတွေဟာရက်90ကြာအောင်ထိုင်ပြီးနားနိုင်မှာမဟုတ်ကြဘူးဒါကြောင့်မို့လို့နတ်ပြည်ကိုပြီးတော့မြတ်စွာဘုရားအင်မတန်မှရှည်လျားတဲ့အဘိဓမ္မာတရားတော်ရက်90ကြာမြတ်တာဝရိန္ဒနတ်ပြည်မှာဟောပြီးလို့ဒီကနေ့လိုသတင်းကျွတ်လက်ပြီးနေ့အခါသမယအဘိဓမ္မာတရားဟောကြားအဆုံးသတ်ပြီးဆုံးတဲ့အခါမှာလူပြည်လူလောကကိုပြန်ပြီးတော့ကြွလာအဲဒီလိုကြွလာတဲ့အခါမှာခန်းခန်းနားနားနဲ့စัจ java လာတိုက်တောင်းမှရှိကြတဲ့နတ်မြမအပေါင်းတွေခြံရံပြီးတော့မြတ်စွာဘုရားသခင်ကိုရောမြတ်လူပြည်ကိုစောင်းတန်းကြီး3တွေကနေပြီးတော့တလန်းချင်းကြွလာတာပါအင်မတန်မှထူးခြားတဲ့မြင်ကွင်းတစ်ခုဖြစ်မှာတရားမင်းကြီးတို့ပြမမင်းကြီးတို့နတ်မြမအပေါင်းတွေဟာဝဲရရှေ့နောက်ကခြံရံပြီးတော့မြတ်စွာဘုရားကိုလူပြည်အပြန်မှာလိုက်ပြီးတော့ပို့ကြတရားမင်းကြီးရဲ့တာဝရိန္ဒနတ်ပြည်ကစောင်းတန်းဦးကနေပြီးတော့လူပြည်လူလောကသင်္ကတ္တနဂရလို့ခေါ်တဲ့သင်္ကတ္တမြို့တကားအနီးမှာစောင်းတန်းချေထင်ရှားပေါ်လာပြီးတော့ရွှေစောင်းတန်းငွေစောင်းတန်းဗရမ ्या စောင်းတန်းလို့အမတန်မှကြီးကျယ်ခမ်းနားပြီးတော့လှပဆန်းပြတဲ့လေကားကြီး3စင်းပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်အလဲစောင်းတန်းကနေပြီးတော့ဘုရားရှင်ကိုရောမြတ်ကြွချီတယ်